ရမမခပ်ပုတ်ခါကဲဒီမှာဆရာကြီးတွေမဲခုံးမှာလာပြီးတော့ကြက်ကြော်တွေရင်စားတောက်ပြီးပေါက်စီတွေစားပြီးတော့ဒီမှာအရင်ဆုံးသူတို့ကျွေးရသေးတယ်ပိုက်ဆံမှာဆိုလို့ပေါက်စီတွေစားတယ်ကြက်ကြော်တွေစားပြီးတော့ဒီမှာဘိုက်ဖြည့်ပြီးမှသူတို့အရင်ဘိုက်ပေးဖြည့်ရသေးတယ်ဘိုက်ဖြည့်ပြီးမှသူတို့ဒီမှာအထဲကိုပေးဝင်ရတယ်ဘာလို့တပတ်စာအသားငါဘယ်မှာဝယ်အသီးရွက်ကတော့ဒီပုံမှန်ဝယ်နေကြဈေးမှာပဲဝယ်အသီးရွက်ကတော့အသားငါဆိုရင်တော့ဒီကုန်းတိုင်းမှာလာဝယ်အကောင်းတယ်ဘိုင်ဘိုင်အခုဘယ်လာလဲဘယ်လာလဲဈေးဘာလာလို့လဲမိမိတိချထိုင်မင်းကလေးဆိုတိချထိုင်ရတယ်တိချထိုင်တိချထိုင်ရမိလားတလားနေရာကြိုက်လားချောင်းဆိုးတယ်လေတွင်းလေးစားကျင်တယ်တွင်းလေးကတသားဟိုတနေ့ရပဲအဝစားပြီးပြီလေတွင်းလေးကညောမမီးပါပွဲမလို့မသိမှာအိမ်မှာဒါလေးလူတွေကိုကျွေးမယ်တဲ့ချိုးတိုက်မယ်ပတ်ပစီလားဒီကောင်ကောင်းမခေါ်ဖြစ်ဘူးပစီကကောင်းတယ်နော်ပစီကပိုကောင်းတယ်ဘူးသေးပဲယူတော့သေးတက်က ပစီရှာလေပစီကိုရှာဟေးလေမလေးဒီမှာ6ဘူးဆိုရင်ရပြီလေဒါပစီမဟုတ်ဘူးလေဟိုဘက်မှာပစီရဟိုဘက်မှာလာဒီမှာအသေးလေးဘူးဒါလေးလည်းကောင်းတယ်ဒီလောက်ဒီမှာအသေးလေးလည်းကောင်းတယ်မလေးမသေးလေးတော့ပဲသေးရပါဘူးကြည့်နော်ဘယ်လောက်လဲသေးရ180ခုမှ160ပဲဒါ160တော့ဘာမှမပြောဘူးမလေးအသေးလေးဆိုတော့ပဲလေဒါနိုင်တစ်ပိုင်းပဲအသေးရပို့ပြီးတော့မများဘူးများတယ်ကောင်းတယ်သေးလည်းများတယ်သေးလည်းများနေသေးရဲ့180တော့ပဲအဲ့ဒါဟုတ်လားဟယ်လိုရပါပြီလေတက100ကျော်လေး140ကဲဒီနေ့အိမ်လာတဲ့လူတွေကတော့ဒီမှာရှယ်စားမယ်တောက်မယ်တကယ်အိမ်လူပြန်မကိုရင်လေပြီးရရတယ်ခဏပဲလေပါကုန်မှာနော်ညီလေးစရာလေးကသူ့ရဲ့မွေးနေ့မှာအိမ်ယူပြန်လို့ရတယ်အိမ်ထုတ်ရဲ့မွေးနေ့မှာတဲ့ရှယ်ပလန်နဲ့ကျွေးမယ်တဲ့နော်ကောက်ထဲကိုစားတာကိုရှင်းတဲ့ဟုတ်လားဒီကအများကြီးပဲလေမဟုတ်အဲ့ဒါမြင်ရလေဟုတ်ခုနသေးလေးပူကောင်းတာဗောသေးလေးမလားအသေးလေးဆိုရင်မကုံမနိုင်မခန်းနိုင်မဖြစ်ဘူးလေ6ဘူးဥစ္စာအဲ့ဒါမကုံနိုင်မခန်းနိုင်မဖြစ်ဘူးအဲ့ဒါယူလိုက်ဟုတ်ပါလားမဟုတ်လေဒါပဲယူလိုက်သေးလေးကွက်သေးပဲအများကြီးပါအကောင်12ပူလားမသိပါဟုတ်လားပါ12ပူအများကြီးပဲ150မှန်ပြောတာ2ယောက်4ယောက်24ဘူးဆောက်ရှင်း24ဘူးရောက်တယ်ဘူးလားတော့24ယောက်ပြပါလားဒီနေ့တော့ဒီသားတွင်းဒီတကြည့်အောင်တွင်းဒီစားမလားတွင်းဒီတနည်းပဲစားတာပါစားနေတယ်တော့အေးလေမင်းဝဝဲမမလားဘာလဲပြောင်းဘူးလားပါစမောမွေဘူးလားပါစမောမိုက်တယ်နော်ဒါပါလားတ
တရားဟို ရောက်မှတယ်ရောကြောင် ကြာယူ ဟိုကြာဆွဲ ကြာဆွဲ အတီးရွက်တယ် ကြာဆွဲတဲ့ဒီကြာဆွဲစားဘူးလားကိုက ပြောင်းဘူးလဲပါတယ်ဒီစားပါအတီးတော်ရတာ ကြာဆွဲတဲ့ ခမင်းပြောလားခမင်းပြောတယ်ပေးစီပေးစီ ပြောင်းဘူးပါစမောဟုတ်ရှိမှာ ဆယ်မောဟုတ် ရန်တော့ကတော့နှက်နေပါတယ်ဆရာကြီးတွေကဒီထဲမှာဆော့ဘာလို့လဲရောဘာလို့လဲရောလေရ30ချက် ပါစမောတွေပါစမောတော့မျိုးမျိုးရှိရနော်ပွဲတယ်နော်ဒီအဲ့ဒါလည်းကောင်းတော့ဒါကပုံမကောင်းလားအဲ့ဒီကရှယ်ကောင်းလားကဲစားကြမယ်ပါစမောစားကြမယ် အများကြီးပဲဟောဒီက25တရား30နှစ်ပဲအများကြီးပဲ ကောင်းတယ်ပါစမောရစားကြတယ် တရားကျော်ပဲတန်းတော့ငါတော့လာတယ်တော့ ပါစမောကြိုက်ကြလားဒိတ်ကိုကြည့်ဘယ်သူမှဝယ်ပြီးမလားအေးမပြေဘယ်သူကြိုက်တယ်လို့ဘယ်သူပေါ့လက်တယ်ဘယ်သူနဲ့လက်စတယ်ဟောင်းတယ် ဘယ်ထားပြီဘယ်တော့ဟာဒီရှားနေလဲဟမ် Mimi lagi pom besiu. အမရှိရတယ် Eh, မမောက်ကြွရအောင်လေ kenapa? ပြလိုက်ကြွကြပါဦး Siapa yang? ကိုကြည့်လိုက်ပါဦးအဝါရ Siapa? အဝါရအော်မမခပ်ပုတ်ခါ Siapa yang? အဲ့ဒါလိမ္မော်ရ Siapa yang? အဲ့ဒါအပြာရ Siapa yang? ခါတခါအဲ့လို လိမ္မော်ရ Eh dia mau apa ni? Ni mami apa? ကဲဆွဲမယ်ဟာနေတော့မဟုတ် အဲ့လိုမျိုးဆိုမင်းမရ Yang dura. Yang dura. ဒီကောင်းကြီးနေတော့မဟုတ်လားရှယ်ကြီးအကောင်လိုက်ဝင်ပိုကောင်းတယ်အကောင်လိုက်ဝင်တာဒီမှာလေမင်းတို့အသားလေမရှိပြန်မိုက်တယ်ပါတယ်သူကအားတော့ကြိတ်တာလေကြိတ်တာတိတ်မကြိုက်ဒါလည်းကောင်းတယ် Yang betul sih dia. Cepat mana? ဘောပါတော့တယ် ဒီနေ့ကမရှိတာဒီနေ့က Ini ni yang sudah lama dah. ဟုတ်တယ်မလေးတာကြီးတဲ့ဆိုရင်
မိုက် ဒီရပြဒီရပြတပြား တယောက်တပြား ဒီရကို တယောက်တပြားဒီကြောင့်ဒီမလာနေလားဘယ်တော့ကြာ 呀，孩子，哎呦， အဲ့ဒါပါတယ်လေအခုလာမယ့်ရောင်ဘာရောင်လဲစီอะไรမလောလော 那个啦，别忙， อันนี้ชอบไหมเดี๋ยวจิฮัลโหลสวัสดีค่ะมาเหรอคะให้อันนี้ให้สวัสดีค่ะหนูช่วยอะไร 你是闭麦， หนูช่วย 是闭麦， ใช่สวัสดีค่ะลูกสวัสดีค่ะลูกช่วยอะไรสนอไหม 那 สนอจริงๆนะ 你要这样的， อ่ะ 别，别，我再来， เออ เพียงอ่ะဘာမဟုတ်ကြိုက်လဲဟမ်ဘာမဟုတ်ဒီကြိုက်တာလဲဒီရင်ကအဲ့လိုမဟုတ်ကြိုက်တာလားတခြားမဟုတ်တွေရောမကြိုက်ဘူးလားတခြားမဟုတ်တွေဆိုလို့ရှိရင်ဘယ်လိုမဟုတ်တွေကြိုက်လဲနောက်ထပ်ထပ်ယူအောင်မှာပြောချင်မယ်နေဝယ်ပေးမယ်ပြီးရင်ဝယ်ပေးမယ်ရှာជីជីကိုဝယ်ခိုင်းជីជីဆက်ချော့မိုင်းอันนี้ชอบนะ3ใช่ไหม2ใช่ไหม3อ่าပြုတ်ကြမယ်နော်ပြုတ်ကြမယ်ညင်လေးနေအောက်ကိုပြုတ်ကြမယ်ရှက်ထိုင်မယ်လမ်းသွားမယ်တွန်းပေးမယ်ထိုင် DM ပြုတ်ကြမယ် DM မနီထိုင်အေးထိုင်ထိုင်လိုက်တွန်းပေးမယ်သွားမယ်ထိုင်လိုက် DM ထိုင်ဟိုမှာမမေရှိမှာအေးထိုင်လိုက်သွားမယ်ဆိုထိုင်လိုက်အောက်ကိုထိုင်ချ DM ထိုင်လိုက်ရှက်တွန်းပေးမယ်ထိုင်လိုက်အောက်ကိုထိုင်လို့ပြုတ်ကြမှာဆိုလို့တိမ်မွေးထိုင်ထိုင်ရှက်ညင်လေးနေ များလားမနေလားငါတို့ဝယ်တာများလားမနေလားအခုဝယ်တာ အခုဝယ်တာလား အေး များတယ် တဲ့လားများတယ်တဲ့လားအဲ့ဒါပဲများတာဒီကြည့်အဲ့တော့ဝယ်ထားတော့မှာကဲတာအေးပါတယ်ဘာလို့ဒီစားနေတာလဲ ကျောင်းလိုက်ရတာပြောလားကျောင်းမှာတငယ်ချင်းတွေရှိလား DM တို့မှာကျောင်းမှာတငယ်ချင်းတွေရှိလားမရှိဘူးလားကျောင်းမှာတငယ်ချင်းမြန်မာလူမျိုးတွေရှိလား
ဟမ်ကျောင်းမှာတငယ်ချင်းရဲ့မြန်မာလူမျိုးတွေရှိလား Hello 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 ကျောင်းမှာတငယ်ချင်းတွေရှိလားလားဘိုးမတော်ကြည့်မယ်အကင်တော်ကြည့်မယ်အကင်ပင်လေသာတော်ကြည့်မယ်ပင်လေသာကြိုက်လားပင်လေသာကြိုက်လားပင်လေသာတော်ကြည့်မယ်ပင်လေသာတော်ကြည့်မယ်ဒါကပင်လေစာအတန်းဖြစ်ပါတယ်ခမညာညင်နေတိမ်မွေးထိုင်ပြုတ်ကြမယ်သမီးလူချင်းချောမိုင်းဘယ်ကြိုက်လဲလက်ညှိုးထိုးပြဝရကြိုက်တာကောင်းလားစားကောင်းလားဒါကလူချင်းဖြစ်ပါတယ်မွေးနေရောဒီဘက်ကိုပြန်သွားမယ်ဒါကတော့ပေါက်စီအတန်းဖြစ်ပါတယ်ထိုင်တိမ်မွေးထိုင်ပြုတ်ကြမယ်လို့သမီးရှစ်ထိုးကြလို့ရှိရင်တန်ရရလိမ့်မယ်ပြောလားစနမိုင်းวันที่สนไหมฮัลโหลวันที่สนไหมไม่สนุกอะไรยังไงไม่สนุกโอ้มามีบาดเวเนียเลยหรอမယူရအောင်အဲ့ဒါမယူရအောင်စေးဝဲတယ်ဟာလိမ္မာလားဒီရန်လိမ္မာလားဟာဒီရန်လိမ္မာလားဒီရန်လိမ္မာလားဒီရန်လိမ္မာလားတိမ်မွေးရလိမ့်မာလားသမီးကလိမ့်မာလားလိမ္မာတယ်ဘယ်လောက်ထိလိမ့်မာလဲအများကြီးလိမ့်မာလားအများကြီးလိမ့်မာရင်မုတ်တွေဝယ်ကျွေးအောင်ပါနော် DM ကရော DM ကစနလိုမျိုးမဟုတ်စားခြင်းနေလားစားခြင်းနေဆိုရင်လိမ္မာမရမယ်နော်မမီဝယ်ခိုင်းမမီထိုင်ပြုတ်ကြမယ်ထိုင်Hello สวัสดีค่ะအမလီပြုတ်ကြမယ်အမလီဆရာနဲ့ဆရာမလန်ကြမယ်တခြားကိုင်းနော်ပြုတ်ကြမယ်ကျောင်းမှာစော့ရလားပြောလားစတိခါလို့လိုက်လွှင့်ထားတယ်စတိခါလို့အားလုံးပဲမင်္ဂလာပါရှင်လို့ပြုတ်ကြမယ်လို့ပြုတ်အနီမကိုကုံတိုင်းမှာဘာတွေဝယ်ရတာကောင်းလဲဆိုတော့အထက်ကဝယ်ရတာကျတော့ကုံကြောက်တွေဝယ်ရတာကောင်းတယ်ပြီးတော့အသားငါးဝယ်ရတာကောင်းတယ်အတိရွက်ကတော့ပုံမှန်စီးမှာပဲဝယ်တာပိုကောင်းတယ်ဒီမှာကျတော့ပုံမှန်အပြင်မှာစားတဲ့လူရှင်ပေါ့လူရှင်နေဆိုလို့ရှိရင်အပြင်မှာဆိုလို့ရှိရင်တချောင်းကို
3 လုံးပဲပါတယ်အဲ့လိုမျိုးပေါ့တစ်ချောင်းဆိုလို့ရှိရင်10ပေးရတယ်အမေဒီမှာဆိုလို့ရှိရင်အရန်တန်တယ်ထုတ်ကြီးတစ်ထုပ်ဆိုလို့ရှိရင်100ကျော်ပဲအဲ့ဒါဆိုလို့ရှိရင်အချောင်း20 30လောက်ပါတယ်ဒီမှာလာဝယ်ရတာတန်တယ်ပေါ့နော်ဒီမျိုးကုန်တိုင်းမှာဒီမှာဆိုမဲသားတွေရှိတယ်မဲသားရှိတယ်ပြီးတော့ဘဲသားတွေရှိတယ်အသားမျိုးစုံပေါ့ပြီးကြက်မဲတွေပါလည်းရှိတယ်အဲ့လိုမျိုးကိုစားခြင်းနဲ့အသားငါးတွေကြက်ဥတွေဆိုလို့ရှိရင်လည်းဒီနေရာမှာအရန်တန်တယ်ဒီမှာပဲလာဝယ်ပေါ့နော်ဒါတော့ဖလန်းဆောင်တဲ့ဘန်ခေးเจ้าမှာရှိတယ်မက်ကိုပေါ့ကျွန်တော်တို့ဘန်ဘောမှာနေရဆိုတော့အဲ့ဒီနေရာမှာလာဝယ်လို့ရတယ်စေးသက်သားတယ်စီတွေပါညာဆိုရင်လည်းပဲဒီမှာပဲလာဝယ်ရကောင်းပြီးတော့အကျော်အလော်မုတ်တွေအသားငါးတော့ရန်တန်တာပေါ့အတန်ဆုံးပေါ့ဒီနေ့ဘာတွေစားခဲ့ပြီလဲဟမ်ဒါကီလိုချင်းနေအသားတွေဝယ်ပြီးတော့ဒီမှာလာချင်းအသားတွေဆိုလို့ရှိရင်ဒီမှာအများကြီးပဲဝယ်မယ်ဆိုရင်တန်တယ်ပေါ့နော်အဲ့လိုမျိုးမိသားစုများရင်တို့အသားငါးတွေဒီမှာလာဝယ်မယ်ဆိုရင်တော့အရင်တန်112တာပီတာဖတ်လေးရဒီဘက်မှာကျတော့ဒါအသားတန်းဒီမှာဆိုလို့စင်တာကျတော့ချက်အကောင်လုံးပေါ့နော်ဘဲအကောင်လုံးတို့ဝက်ပေါင်တို့ပြီးတော့မှဆိုကြက်မဲတို့လည်းရှိတယ်အဲ့လိုမျိုးပြီးတော့ဖတ်ထုတ်ပေါင်းတို့နော်ပြီးဆိုကြက်သားတို့ကြက်သားကြော်တို့ပဇွန်တို့လည်းအဲ့လိုမျိုးဒါဟိုမှရေခဲရိုက်ထားဥမာကျတော့ဘာတွေရှိလဲဆိုတော့မမားတွေဘာတွေရှိတယ်ပြီးတော့ခနောထုတ်တွေစီတွေအဲ့လိုမျိုးလေးအများကြီးပဲကုံချောက်ဝယ်မယ်ဆိုရင်တော့ဒီမှာအရန်တန်တယ်ကုံချောက်ဆိုရင်ဒီမှာဆိုကြက်ဥတွေဆိုရင်တန်ဒါကျတော့အားလုံးရှိတဲ့ပေးလဲစားတယ်ပြီးတော့ခောက်ဆွဲဘတ်တို့ကျက်ဥဆိုလို့ရှိရင်ငုံလားဥပမာရှိတယ်124ဘတ်ပဲတန်တယ်ဥအကြီးတွေပဲပြင်မှာဆိုလို့ရှိရင်တော့တစ်လုံးကို5ဘတ်ပေါ့နော်ဝယ်ရတာအပြင်မှာဆိုလို့ရှိရင်ဒီမှာကျတော့သူ့ရဲ့အစားစားဝယ်ရဆိုရင်138ပိုကြီးတယ်လုံးပိုကြီးတယ်ပေါ့နော်ကျက်ဥကကျတော့လို့တယ်ဘာလို့လဲဆိုတော့ကျက်ဥအဓိကစားတာတော့မဟုတ်တခါလေကျန်ဟင်းမရှိဘူးဆိုလို့စင်ကလေးတွေပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့ကျက်ဥကလို့ငုံဥကဒီမှာကလေးလေးငုံစားချင်လို့ထားလိုက်119ဘုံကဘလောက်ဆိုတာမောအောင်ပြောမှာနှစ်ကလောက်ဝယ်လိုက်ကျွန်တော်ဆေးပဲဦးမစားဘူးမဟုတ်လေဆေးပဲဦးပေါ်ကနေပဲဟိုလောက်ထားတယ်လေပေါင်းထားတယ်ဟုတ်ဟုတ်ဘဲဦးကတော့ငံမိသားပဲ
ဒါကတော့ခနောပေါ့ခနောချက်သားစံပြုတ်အများကြီးပဲဒီမှာဆိုရင်တော့အစုံစီရပါလဲဆိုတော့ငံပြာရည်တွေရှိမယ်ရှက်လက်ကရည်ရှိမယ်စီတွေပေါ့နော်အဲ့လိုမျိုးတန်တဲ့ဒီနေရာမှာတကြားတွေလည်းရတယ်တကြားဆိုရင်အမျိုးမျိုးအများကြီးပဲအမျိုးစားအများကြီးပဲအဲ့လိုမျိုးအများကြီးဝယ်မယ်ဆိုရင်ဒီနေရာမှာတန်တယ်စီတမ်းမြန်မာနိုင်ငံလို့ပုံနေဒီလိုမျိုးပုံနေမြန်မာနိုင်ငံမှာတိတ်မရှိတော့ကျွန်တော်မြန်မာနိုင်ငံမှာတွေ့ရတော့ဘောနော်စီစုံနေမှာတော့ရှိတယ်စီကျိတ်တဲ့စုံနေမှာတော့တွေ့ရအောင်မယ်ဒီလိုမျိုးရတယ်လေရှင်တော့အရင်ပေါ်ခုတော့တိတ်မရှိတော့ ဈေးဝယ်တာနဲ့ကြောက်မယ်ဆိုတော့လောက်ပဲတိုက်လေးကိုသိပ်ပါမယ်လို့ဒီရန်တို့သမတ်တင်ခွေးတို့လည်းတွေ့ပြီဆိုတော့အားလုံးပဲမိကညချမ်းလေးပါဘိုင်ဘိုင်ကြောက်မှာဆိုတော့လေသူတို့ဈေးဝင်ဂျိုင်းဆောက်ရတယ်ဝင်လဲနဲတာမဟုတ်ဘူးလေတစ်ခါဝင်အချင်းကြော်တယ်